ဟိုးရှိရှိတုန်းကတော်ကြီးတစ်ခုမှကြက်တူရင်းကြီးနောင်ပျော်ရွှင်စွာနဲ့နေထိုင်လျက်ရှိပါတယ်။တနေ့မှာတော့သူတို့နေထိုင်ရာတောအုပ်ထဲကိုအမဲလိုက်ဖို့မိုးဆိုးတစ်ယောက်ရောက်လာခဲ့ပါတယ်။မိုးဆိုးဟာကြက်တူရဲ့နှကောင်ကိုမြင်သွားခဲ့ပြီးထောင်ချောက်ဆင်ကလှောင်ရင်ထဲကိုဖမ်းဆီးခဲ့ပါတယ်။မိုးဆိုးလည်းလှပတဲ့ကြက်တူရင်းကြီးနောင်ဖြစ်တာကြောင့်ဘရင်မင်းကြီးထံကိုဆက်တာဖို့နန်းတော်ကြီးစီကိုရောက်လာခဲ့ပါတယ်။မိုးဆိုးဟာကြက်တူရင်းကြီးနောင်ကိုဘရင်မင်းကြီးထံဆက်တာတဲ့အချိန်မှာဘရင်ကအလုံးကိုသဘောကျသွားပြီးမိုးဆိုးကိုစုတော်ကင်များစွာချီးမြှင့်ခဲ့ပါတယ်။ဒီလိုနဲ့ကြက်တူရင်းကြီးနောင်ဟာနန်းတော်ရဲ့ခန်းတစ်ခုထဲမှာလှောင်ရင်နဲ့ချိတ်ဆွဲခြင်းကိုခံခဲ့ရပါတယ်။ဒါပေမဲ့လည်းနန်းတော်ထဲမှာစားကောင်းသောက်ဖွဲ့တွေစားရပြီးမင်းသားငယ်လေးတွေကပါသဘောကျတာကြောင့်နန်းတစ်ခုလုံးရဲ့ယူဆိုင်မှုကိုပါခံခဲ့ရပါတယ်။ရန်နိုင်ငံကြားတဲ့အခါမှာတော့မိုးဆိုးကမြောက်တော်ကောင်ကိုထပ်မံဖမ်းဆီးလာကဘရင်မင်းကြီးထံကိုထပ်မံဆက်တာလိုက်ပါတယ်။အဲ့ဒီခါမှာတော့မြောက်ကကြက်တူရဲ့နှကောင်ထက်အစားအသောက်များပုံမူရရှိကမင်းသားငယ်လေးတွေချိတ်ခင်မှုဟာလည်းမြောက်စီကိုရောက်ရှိသွားခဲ့ပါတယ်။နေချင်းညချင်းပဲကြက်တူရဲ့နှကောင်ဟာပြစ်ပက်ကံဘဝကိုရောက်ရှိသွားခဲ့ပါပြီ။အကြီးဆုံးဖြစ်တဲ့ကြက်တူရဲ့ကဒါတွေဟာလောကရန်ရဲ့စူကြုံနေမဲ့သဘောတရားတွေဖြစ်ပြီးတိခတ်ထားဖို့ကိုသူ့ရဲ့ညီလေးကြက်တူရဲ့ကိုဆုံးမခဲ့ပါတယ်။ဒီလိုနဲ့တရက်မှာမြောက်ကမင်းသားငယ်လေးတွေကိုခြောက်လန့်ခဲ့တာကြောင့်မင်းသားငယ်လေးတွေငိုယိုပြီးထွက်ပြေးရတာကိုဘင်းကြီးတူသွားခဲ့ပြီးမြောက်ကိုတောထဲကိုပြန်လှည့်ပေးဖို့အမိန့်ပေးခဲ့ပါတယ်။မြောက်ဟာသူ့ရဲ့မူလာတောအုပ်ထဲကိုပြန်လဲပို့ဆောင်ခြင်းကိုခံလိုက်ရပါတယ်။ဒီလိုနဲ့ကြက်တူရဲ့ညီတော်ဟာလည်းမင်းသားငယ်လေးတွေရဲ့အရင်ကလိုကူးဆိုင်မှုကိုပြန်လဲရရှိခဲ့ပြီးသူတို့ရဲ့ရွှေရောင်နေလက်တွေကိုပြန်လဲပိုင်ဆိုင်ခဲ့ပါတယ်။